ကိုကြီးရှက်စရာကောင်းလိုက်တာဗျာဟုတ်လားဟမ်ဆရာလို့ပုံမြန်မဟုတ်သေးပါဘူးဟုတ်ကိုတစ်ဖက်တွေဆရာယူရမယ်လို့အကြီးကပေးရမှာအငယ်ကြီးဆရာအဲ့လိုမကောင်းပါဘူးဗျာအဲ့ကျ ငါလည်းမပြောရဲလို့တစ်သက်လုံးကကြောက်လာတဲ့ဆရာမို့လို့ပြောကူမပြောရဲလို့မပြောတာနော်အခုတည်းကပြောတာ ဗါတယ် ဟာကိုလာခမရဆရာအတော်ပလီစီ6ချက်များတာမို့လို့ပြောအဲ့လိုကိုပြောခါတာတပည့်တယောက်နေနဲ့ကိုဆရာဒီလိုပြောမှတော့ဘယ်လိုလုပ်ပြီးခိုင်းလဲ ကျွန်တော်ဟိုခရမ်းဒီလာရောင်းလိုက်ဟုတ်လားဟိုသကဝါပန်းနေလာရောင်းနေကျွန်တော်ဟိုတနေ့ကလည်းကျွန်တော်ခမစီရောက်တယ်ဆိုဗါတယ်အစားပြက်တွေကိုဈေးတွေကဝဲလာပြီးတော့ခမရောင်းတာဆို မင်းလည်းကွာအဲ့စာပြတာမင်းလူရောသူရောပေးရမှာတစ2500 ဒါတထောင်မို့သုံးနေတော့မအော်ရောင်းနေတာပါဗျာအဲ့ဒါတော့မှလုံးရက်တယ်ဝင်ပြောတော့ 2000ပြ2000 ပေးတယ် အေး ကျွန်တော်ဟိုပြောအောင်မတလားကြောက်ကိုလာပြီဗျာတလားအဲ့စိတ်လုံးကအတန်ကြားရင်ကိုကြောက်လာပြီကျွန်တော်ကအောင်ပြောတာ မင်းကကြောက်ရငါစိတ်ပြီးတော့ကိုကြောက်နေတာကိုဆရာကိုမင်းတို့မင်းနာမို့ ဘယ်လိုလဲရောက်လေလားဝါငါထိတော့မတည်တော့ကြီးရောဘုံရောတခါလဲကိုတွေ့လိုက်ရတာ ဒီနဲ့ဘုံနဲ့ပြောပါဘာသာကဟိုရွှေဟင်းသာနဲ့ဂျိုးကြံငယ်လေးဆိုတော့ အေးငါပြောတော့မှလို့ရွှေဟင်းသာနဲ့ကြိုးကြငှက်လေးကျေနပ်သွားပြီမလားကျေနပ်သွားရင်မင်းတို့ငါတခုပြောမယ်ပြောတာလက်ခံမလား မဘာလုံးကြပြော ဟောဒီမဲ့ကြည့်လိုက်တော့ဗျာဟောဒီမဲ့ကြည့်လိုက်တော့ဗျာနော် ဝယ်များလာ ဘယ်ဝဲလာ ဝယ်လာ မမနဲ့ပူလို့ရှိရင်ငါတို့ဒါပဲတော့ငါတို့လိန်တော့မှာ ဒါမှလည်းအစ်စ်တော့မဟုတ်တော့ဘူး ငါပြောချင်တာတခြားမဟုတ်ဘူးမပြောမပြီးတဲ့တီးရင်မမြည်ဘူးတဲ့ ဆရာကလည်းမတိမမီပါ ကျုံမပြီးမကြည့်မလာ တီးပြီးတော့မမြည်ရတယ်အများကြီးအဲ့တော့ငါအရင်တော့ကလုတ်ခဲ့ပါတယ်နော်လုတ်ခဲ့တာဒါအကုန်လုံးတီးပြီးသားပဲမင်းတို့ပေါ့ကိုလုတ်ခဲ့တယ်ပေါ့နော် တနိုင်ငံလုံးကိုနှံ့သွားပြီဟုတ်ပါလောက်တာကြတော့ ဖះမကြိုက်ဘူးဆိုတာငါသိတယ်ဒီဖះကဒီကံ၅ပါးကိုလုံခြုံအောင်ထေးရမယ်လို့ပြောတယ်လေအဲ့ကံ၅ပါးထဲမှာပါတဲ့အမှုကိုမင်းတို့ပေါ့ငါကျူးကျော်ခဲ့တယ်ဘလို့ကျူးလွန်ခဲ့လဲဆိုရင်ဒီကာမေတုမိစ္ဆာစာရကမင်းတို့ပေါ့ အမလေးဆရာရဲ့ကျတဲ့နေထားလိုက်တာကမေသူမိစ္ဆာတမဟုတ်ဘူးက မှုသားတုံးတဲ့လင်ညာကြီးရဲ့မှုသားမင်းတို့အဲ့တခုမင်းတို့အဲ့လိုကတူတူနဲ့လူရင်းပြောမယ်ဟောဒီမဲ့ငါကမထင်မှတ်ဖဲနဲ့26လရောက်သွားတာ26လလိုချင်တာလေးတခုရောက်တော့ရွှေပိုးစာဆိုပြီးတော့ပိုးတယ်တိုက် ဟုတ်တယ် အဲ့ထက်ကလေးလာကျင်တာနဲ့ဝင်သွားတော့ငါ့ကိုသိတယ်ဗျဦးစိန်တို့အားကြီးလာတဲ့ဆိုအဲ့ခံတယ်မောင်းအဲ့ခံပြီးတော့အပြန်ကြဘလို့လုပ်တယ်မှန်းလဲဦးစိန်တို့အားကြီးကိုလက်ဆောင်ပေးခြင်းလို့ဆိုပြီးတော့မင်းငါ့ကိုလက်ဆောင်ပေးလိုက်တာဟောဒီမှာနော်နာမည်စရင်းနဲ့ကိုပါတယ်ဟောဒီမဲ့ဦးစိန်ဒူဝါဆိုပြီးတော့ဒီမှာနော်ဟောဒီမဲ့မင်းတို့ဖတ်ကြည့်မင်းတို့ဖတ်ကြည့်ဒီမဲ့ပေးလိုက်တယ်ပေးလိုက်ဒါပေမဲ့ငါမင်းတို့ပေါ်မှာပန်လုံးတွေရှိတယ်လေလုတ်ဖို့ကင်မဲ့တွေကွာမိုးရမဆောင်နေဘူးမဆောင်အတူတူလက်တွဲလုတ်ခဲ့ကြတယ်နော်အေးအဲ့လိုလက်တွဲလုတ်ခဲ့ကြတဲ့အခါကျတော့ငါတယောက်ထဲတော့မဖြစ်ဘူးလို့ငါမှလုတ်ဖို့ကင်မဲ့တွေရှိသေးတယ်သူတို့ကသိတယ်အမေဦးလာနဲ့ဦးပဲတော့မလားမှန်လိုက်လေဆိုတော့သူတို့ကလည်းပေးမှာပေါ့ဆိုပြီးတော့ဒီမဲ့ဗျာဟောဒီမဲ့ဟောနာမည်ဖတ်ကြည့်ဗျာငါကမင်းမဟုတ်တာမလုပ်ဘူးဟောဒီမဲ့လာဟဲဆိုပြီးတော့မင်းကိုပေးလိုက်တာယူလိုက်တော့ဗျာ ဟောလေးပေါ့ဖေးဟာပေးကြမ်းပေးမယုံရဲချမယုံမောင်တို့ဟာမယုံရဲချမယုံ ရိုးနေကျွန်တော်တို့ပေးတယ်ဆိုရင်ဘိုးရွှေဘိုးစာဘိုးတယ်တဲ့ပိုင်ရှင်ကိုယ်တိုင်ကရော့ကိုလာဟန် အဲ့ဒါမယုံနော် ရော့ကိုပဲတော့လို့ အဲ့ဒါမယုံ အဲ့လိုသူတို့ကကိုယ်တိုင်ပေးမှယုံမှာဒါကတော့ဘလုံးဝမအောင်ဘူးမယုံရေးချမယုံ နောက်ပြီးတော့လာပြီးတော့လွဲပါပေးပါဆိုတော့ ဟောရင်း ဆက်ကွဲပြီလေ ဟောရ ပေး င်း နိုင်ဆက်ကွဲပြီလေ ပွဲကမရှိပတ်စံကမရှိဒီအဘိုးတော်မှလာနေပဲလို့ယောက်ကြလေးမှာမယုံဘူးစိတ်တူပါ ဟုတ်ပါလေငါတက်ပါလေငါအဲ့လိုလုပ်လိုက်ရင်မင်း
မင်းတို့ကမယုံဘူးဆိုတာသိတယ်မင်းတို့အပေါ်မှာငါ6က10ကလေးလှုပ်ခူးတာသိပါ ဘောကတဲ့ကလည်းကိုများတယ် မယုံတာ ဒီမဲငါလက်ထက်မကြိုက်ဘူးရော့မင်းတို့ငါ့ကိုဘာမှလည်းပေးကြမလို့ဒါဥလာဟန်တဲ့ဒီမဲရောမင်းလက်ထက်အဲ့လိုက်ယူဥလာဟန်တဲ့ မကင်လေး မဒီမဲဟောဒီမဲဘယ်ဥပေတဲ့နာမလေးဟောရောဝေးရယူဒါဟာ ကျွန်တော်တို့ပန်ရှင်ကိုတိုင်းကဒါကိုပဲတော့ပါဒါကိုလာဟာမှာပေးမှာယူရစီ ဘယ်တော့ကြီးဟမ်ဒီဟာလေးကဒီတိတ်ကလေးကဟောလိုလေးဖြစ်နေပြီးတော့ဒီလိုလေးကပ်ပြီးဒီလိုလေးရေးလိုက်တာလေရတယ် မလေးဒါဆရာကတော့လေရေးရှုံးတာအဲ့ဒါမရဘူး အဲ့ဒါငါရဲ့တန်ရောစင်နဲ့ငါရဲ့စေတနာကိုတီတီယာမှာကွက်ကွက်ကွင်ကွင်မင်းတို့ပေါ်ပြရတော့မယ်အဲ့တော့ကွက်ကွက်ကွင်ကွင်ပြရတော့မယ်ဆိုတော့အခုငါမှာကားပါတယ်အဲ့ဒီကားနဲ့ဒီဆိုင်ကိုပေါ့နော်ဒီရွှေပိုးစာဆိုတဲ့ပိုးတဲ့တိုက်ကိုမင်းတို့ကလိုက်ပို့မယ်လိုက်ပို့ပြီးလို့ဟုတ်တယ်လို့ပြောလို့ရှိရင်မင်းတို့ငါခိုင်းတာလောက်ရမှာ လောက်မှာဟုတ်လားဟုတ်ပြီ ဟုတ်တယ်ဆိုလို့ အိုးရှိရဝဝကြီးဘာမှငါခိုင်းတာလောက်ရမှာနော်အဲ့ဒါဆိုရင်ငါကားနဲ့မင်းတို့တိုက်တယ်လားသူသွားမယ်လားဒါသူသွားမယ်ဒါအဖေကြီးဘာမှမဟုတ်တာမတော်ဒါမင်းတို့လည်းမအသိဘူးကတည်းကယူထားမယ်အဲ့ဒါလည်းတွေ့ရမယ်ဒါ